ယောက်ျားတစ်ယောက်ဒီပတ်စံရှာလာတယ်ပတ်စံရှာလာတဲ့ခါလေးကျသူရှာကျွေးတယ်ပေါ့သူလှုပ်ကျွေးတယ်ပေါ့သားသမီးတွေမရောက်ရော့အင်းဒီလောက်ပဲရှာတယ်ဘလောက်ပဲပိုရလာတာမပေးဘူးသူ့အိတ်ထဲပဲသူထည့်ပြီး तू ကအပြင်မှာပျော့ပျော့ပပမော်တော်ကားနဲ့တငယ်ချင်းပေါင်းတင်ရတယ်မျိုးစို့တာတော့မင်္ဂလာပါရှင်မိတ်ဆွေတို့အတွက်ဘ ഹു တုတာလည်းရစိတ်ဝင်စားစရာလည်းကောင်းတဲ့ဗီဒီယိုတစ်ပုဒ်ကိုရွေးချယ်ပြီးတင်ဆက်ပေးမှာမို့ကျမနဲ့အတူတူပြီးဆုံးနေထိကြည့်လိုက်ကြအောင်တချို့သောယောက်ျားတွေတော့ယောက်ျားတွေမဟုတ်ကြိုက်မှာဆိုလို့ပြောရတယ်တချို့သောယောက်ျားတွေကိုမယားနဲ့ကိုသားသမီးကိုကြကိုသားသမီးကလွန်ရင်ကြံတဲ့လူစေတနာရှိကိုမယားနဲ့ကိုသားသမီးဆိုလုံးဝစေတနာမရှိနော်နောက်ပြီးအိမ်နောက်တစ်ခုကွဲတယ်ဆိုတာခုနပြောတယ်ဖောက်ပြန်မှာကွဲတာမဟုတ်ဘူးတရားနဲ့တည်းစေတနာမြစ်တာဂရုဏာတန်ရောစင်နေတောင်ဝတရားတွေပြက်ကွက်ခြင်းတွေလုံးဝကွဲသွားပိုဆိုးတာပါတယ်တရားနဲ့တည်းစေတနာမရှိရင်အစိုးဆုံးပဲယောက်ျားတစ်ယောက်ဒီပတ်စံရှာလာတယ်ပတ်စံရှာလာတဲ့ခါလေးကျသူရှာကျွေးတယ်ပေါ့သူလှုပ်ကျွေးတယ်ပေါ့သားသမီးတွေမရောက်ရော့အင်းဒီလောက်ပဲရှာဘလောက်ပဲပိုရလာတာမပေးဘူးသူ့အိတ်ထဲပဲသူထည့်ပြီး तू ကအပြင်မှာပျော့ပျော့ပပမော်တော်ကားနဲ့တငယ်ချင်းပေါင်းတင်ရတယ်မျိုးစို့တာတော့သားသမီးတွေကြတော့လောက်လာငါပေးတဲ့ပတ်စံတော့ရလားငါသားသမီးဟိုငါပေးတဲ့ပတ်စံစင်ပြေးလားငါပေးတဲ့ပတ်စံတွေသူတို့ဘလို့လှက်ပတ်သုံးနေရတယ်မမေဘူးသိလည်းမသိကြအောင်ဆောင်နေတယ်အိမ်ကမိမထမင်းချမ်းတော့ပဲကြိုက်ရထမင်းရေပဲသားမိတွေပလက်ပလက်ရက်နေရကြမသိကြအောင်ဆောင်နေတာနော်အဲ့တော့ဘလို့ခေါ်မလဲဆိုတော့မိမတွေကအစင်မပြေလာတဲ့ခါမှာချီးကြငှားကြတယ်ချီးကြငှားကြတဲ့ခါကျဘလို့ဖြစ်လဲဆိုတော့လာတောင်းတဲ့ခါကျတအိုးရဲမျိုးပြီးသူနဲ့မဆိုင်တော့ဘူးတဲ့မိမနဲ့ပဲဆိုင်တယ်နော်တချို့သောမိမတွေမှာအဲ့လိုမှချီးလို့ငှားလို့မရတော့ဘူးဆိုလို့ရှိရင်ဘလို့လုပ်တယ်တက်တဲ့ပညာမကြီးသားဖားရခံကုန်ကြဖားခံလာတဲ့ခါကျဘလို့ပြောလဲဆိုဝါသနာပါလို့ပေါ့ဘူးနော်တချို့သောမိမတွေမှာတချို့သောမိမတွေဘဝနေမှာအဲ့ဒါပြောပြတာသားမိသားစုစောင်းဝင်နေအစင်မပြေတဲ့ခါကျယောက်ျားဆောက်တော့မကြလို့ဖားတယ်ဖြစ်ရတယ်အဲ့တော့ဘာလို့ဆိုဒါမဲ့လူတိုင်းကလေဒီလိုအစင်မပြေဖားတယ်ဖြစ်ပါဦးမှာပေါ့လို့စကားကိုကတ်မပြောနဲ့ပြောပြအဲ့လိုတချို့များတော့ဖြစ်ကအဲ့လိုတွေဖြစ်ကုန်ကြတယ်အဲ့တော့ဘာလဲဆိုပြဿနာတက်ပြီးကွဲကြပြဲကြကုန်ဖြစ်ကုန်ကြရောတခုပြောမယ်သိလားသူတို့ကလေသူတို့အဲ့တော့ပတ်စံတာလောင်းအောင်မပေးတာသူတို့ကအစီဘူးထောက်ပံ့မှမျိုးချင်းစို့ကျင်တာဟင်းကောင်းမှမျိုးချင်းစို့ကျင်တာနော်ကောင်းတဲ့ဟာလေးမှမျိုးချင်းစို့ကျင်တာကိုပေးတဲ့အတိုင်းတောင်ကိုသိရမှာပေါ့အဲ့လိုမချက်ကျွလို့ရှိရင်မိမကိုပြဿနာရှာသေးတယ်တချို့သောယောက်ျားတွေပြောတာအဲ့လိုမျိုးပြဿနာရှာတဲ့မိမတွေယောက်ျားတွေရှိသေးတယ်ဘောက်ကမှာနော်သူတို့ကလေဘလို့မျိုးလဲဆိုတော့ကိုမိမရဲ့သားသမီးဆိုတစ်စက်မှစေတနာမရှိဘူးအပြင်မှာဆိုလို့ရှိရင်ဒီအလှတကာကြီးရောတဲ့နေရာမှာနော်အဲ့တော့အိမ်တော်တစ်ခုမှာတဲ့ဘလောက်ပဲမိမတယောက်ကတန်မာနေနေလဲကြိုင်ပြန်မထချင်တဲ့အနေအထားမျိုးတွေတောင်ရှိတယ်ဒါကြောင့်မလို့တဲ့လောကမှာအလှဆုံးမိမနှစ်ယောက်ရှိတယ်ဘာလဲဆိုတော့ယောက်ျားချစ်ခံရတဲ့မိမရင်လဲကြိုင်မြင်ပြန်ထနိုင်တယ်ကိုယ်စိတ်ကိုတင်းပြောပြန်ထနိုင်တဲ့မိမအဲ့နှစ်ယောက်အဲ့နှစ်မျိုးကလောကမှာတဲ့အလှဆုံးမိမအိမ်တော်တစ်ခုဖန်တီးလိုက်တဲ့အခါမှာအဲ့အိမ်ကိုအိမ်တော်မှာအိမ်နဲ့တူအောင်ဖန်တီးတာအိမ်နဲ့တူအောင်ပြုစုပြိုးထောင်တာတဲ့ဒီလင်များပဲထောင်နဲ့တူအောင်ဆွဲချလိုက်တာတဲ့ဒီလင်များပဲထောင်နဲ့တူအောင်ဘယ်လိုပြုစုပြိုးထောင်တာတဲ့ပုံစံသွင်းတာတဲ့ဒီလင်များပဲအဲ့ဒါဆိုလောကမှာနေမိတခါတလေကြလို့ရှင်မိမတွေဖောက်ပြန်တယ်မိမတွေပျက်စီးသွားတယ်ဆိုတာအကြောင်းမျိုးရှိတယ်အဲ့အကြောင်းမျိုးတို့မှာရာဂိုင်လုံးတဝက်ကျော်တယ်မိသားစုစာဝတ်အစင်မပြေလို့အတွက်ရအလုပ်ကိုလုပ်လိုက်ရတာဒါပေမဲ့တချို့သောလူတွေကကပ်ပြောမှာပေါ့အစင်မပြေတိုင်းတာဖခန်းမှာလားဆိုမဟုတ်ဘူးလေစကားကိုကပ်မပြောနဲ့အဲ့ဖြစ်တတ်တယ်ဆိုတဲ့အကြောင်းလေးကိုပြောပြတာစောက်တော့မကြတဲ့ယောက်ျားတွေကြောင့်ဒီလောက်ပါပဲရှင်ဒီဗီဒီယိုနဲ့ပတ်သက်လို့မိတ်ဆွေတွေထင်မြင်စချက်တွေနဲ့အကြံပြုချက်လေးတွေကို comment မှာရေးခဲ့ပေးလို့ရပါတယ်ခုလိုသူတိုက်တာစုံနေတဲ့ဗီဒီယိုပေါင်းများစွာကိုစင်ဆက်မပြတ်တင်ဆက်ပေးမှာမို့ကျမတို့ရဲ့ page လေးကို like and follow လုပ်ထားပေးပါအဆုံးထိကြည့်ပေးတော့တဲ့ကျေးဇူးတင်ပါတယ်နော်နောက်ဗီဒီယိုမှာပြန်ဆုံရစေရှင်